အခုကိုရီးယားနန်းတော်ရဲကိုတွားနေတဲ့လမ်းမှာရောက်နေပါပြီ။ဒီမှာလည်းအရန်လှနေကြပါတယ်။နန်းတော်ရဲ့ဘေးပေါက်မှာရောက်နေတာပါနန်းတော်ရဲ့အရှိကိုသွားနေပါပြီ안녕하세요. 안녕하세요. performance ရှိတယ်ရှေ့မှာလေနန်းတော်ရှေ့မှာ performance ရှိတယ်各位游客稍后光化门首位仪式即将开始ဒီမှာ performance ရှိတယ်လူတွေကတော့ခဏကြည့်ကြご観覧の皆様にご案内申し上げますこの行事は簡単の上行われます。スムーズな進行のため、スタッフの案内に従ってご利用いただけますよう。ဒီမှာတော့လောလောဆယ် performance ရှိရဆိုတော့ခဏချိန်ပြီးသွားလို့ရှိရင်အထဲဝင်ပါမယ်။ဒါကြည့်နော်။ဒီနန်းတော်ရှေ့ရင်မြင်မှာ performance လုပ်နေတာဖြစ်ပါတယ်현재 파수군이 착용한 군복은 조선 전기 15세기 복식을 재현한 것입니다. The uniforms are a reproduction from the 15th century. 中门军的军服再现了朝鲜前期15世纪的服饰。ただいま兵士たちが着用している衣装は15世紀。နန်းတော်ရဲကိုဝင်ပါပြီ။အထဲမှာတော့ renovation ချိုးလုပ်နေတယ်တူတယ်။ကြံကင်းနေတယ်။ဟိုမှာတော့ tourist information နဲ့ audio guide ပြန်ကြားတယ်။နောက် soft ticketing အဲ့ဒီဟာတွေရှိနေပါတယ်။ဒါမဲ့ဒီ Korean အဝတ်အစားကိုငှားပြီးဝင်လာတဲ့လူတွေဆိုလို့ရှိရင်တော့ ticket free လို့ကြားပါတယ်။သွားကြည့်ကြမယ်နော်။ဒီမှာလည်း stage စီအကြီးပဲ။ဘာတွေဖြောပြဖို့လည်းမသိဘူး။လုံနေပါတယ်။ထဲကိုရောက်လာလေပို့ပြီးလှတဲ့ view ကိုမြင်ရနေပါပဲဒါတော့နန်းတော်ရဲ့အထဲကိုပြေးရောက်လာပါပြီသူတော်များများတော့နန်းတွင်းသူနန်းတွင်းသားတွေဝတ်စားပြီးတော့သွားလာနေကြပါတယ်안녕하세요မှာပဲဂျိုဆွန်ခက်ကိုပြန်ရောက်သွားတဲ့လူမျိုးဖြစ်နေပါတယ်။နောက်ဝင်ရတော့ချယ်ကြီးပါပဲ။ပြန်နောက်ထပ်တစ်ကိတ်ထဲကိုထပ်ပြီးတော့ဝင်ကြည့်ပါမယ်။
ရိုက်တဲ့နေရပါလားဒါ main entrance ပေါ့နော်နန်းတော်ကြီးကတော်တော်ကိုကြီးကျယ်ခမ်းနားပါတယ်အထဲမှာဒါကတော့ final ရောက်ရှိလာတဲ့နန်းတော်ပြင်မဆောင်ဖြစ်ပါတယ်ဒီနန်းတော်ကြီးကနေပြီးတော့မှရင်မြင်အစစ်စစ်ကိုဖြတ်ပြီးတော့မှပြင်ရောက်မှာဖြစ်ပါတယ်ဒီဘက်ညာဘက်တွေမှာဆိုလို့ရှိရင်လည်းစင်ကြံလန်းတွေအကုန်ပြေးပါပဲတကယ်ကိုခမ်းနားပါတယ်ဒါဝင်ဘက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီလို view ပါကျဲမှာတော့ဂျိုဆွန်ခက်ကလူတွေနဲ့21ရာစုကလူတွေနဲ့အကုန်ရောဆက်ပြီးတော့ပျော်ရွှင်နေကြတာကိုတွေ့ရပါတယ်ဆိုးရောက်ရင်ဒီနန်းတော်ကြီးကိုအဖြစ်မနေလာရောက်ဖို့အတွက်တော့ 100% recommended ပါလာလဲကြပါနော်ဒီနေရာကတော့မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားရဲ့နယ်စပ်ဖြစ်ပါတယ်DMZ zone တွေကတခုပေါ့နော်ဒီလိုလာဖို့ကဆိုးကနေဆိုလို့ရှိရင်ကားစီးလာလို့ရှိရင်တနားခွဲတတာလောက်တော့လာရပါတယ်တက်တီးကြဆန်တဲ့နေရာတစ်ခုမှရှိတာဖြစ်ပါတယ်ဒီလိုလာတဲ့လမ်းတစ်လျှောက်မှာဆိုလို့ရှိရင်တော့မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားကိုခြားထားတဲ့စီယိုအရှိကြီးတွေကိုတွေ့ရပါတယ်အဲဒီစီယိုရဲ့ဟိုဘက်မှာတော့လူမြင့်ကျဲရှိပါတယ်အဲဒီလူမြင့်ကျဲရဲ့ဟိုဘက်မှာတော့ရေပေါ့နော်ရေရဲ့ဟိုဘက်မှာတော့ဒီတောင်တွေထက်ရှိပါတယ်အဲ့ဒါတော့မြောက်ကိုရီးယားဘက်အချင်းဆိုတော့လှမ်းတော့မြင်နေရပါတယ်ဒီမှာတော့ကလေးကစားခွင့်နေနဲ့နည်းနည်းလဲစရာပက်စရာပုံစံမျိုးဖန်တီးထားတာကိုတွေ့ရပါတယ်။ဘာလို့ရှိမလဲသွားပြီးကြည့်ကြမယ်နော်။လိုက်ခဲ့ပါ။ Hello. Hello. Hi. ။အဓိကတော့ဒီမှာတော့သူကကိုရီးယားလိုပဲရေးထားတာကိုတွေ့ရပါတယ်။ဒီဆိုင်းဘုတ်မှာကတော့ UNESCO Memory of the World ဆိုပြီးတော့အင်္ဂလိပ်လိုရောကိုရီးယားလိုရောနှစ်ဘာသာရေးထားပါတယ်။ကဲနေလဲဆောင်းတော့မှာဆိုတဲ့အတွက်ခက်တုတ်လေးသွားပြီးဟိုဘက်ကိုသွားကြည့်ပါအောင်မယ်။ဒီမှာတော့ယထာလန်းတို့တစ်ခုတွေ့ရပါတယ်။ဘယ်ကနေဘယ်ကိုလဲကြည့်ကြပါစို့။ဟိုဘက်နေရာလဲ view point နဲ့ထင်တယ်ဒီမှာခြံစည်းရိုးကြီးဒါတော့တကယ်တော့ buffer zone ပေါ့နော်ဟိုဘက်ကအော်ဒီမှာခြံစည်းရိုးကိုမြင်နေရတယ်ဒီကနေဒီဗီဒီယိုထဲမှာတော့အရန်တော့မမြင်ရဘူးဒါပေမဲ့အပြင်မှာတေချာကြည့်ရင်တော့ညာဘက်မှာကတောင်ကိုရီးယားရဲ့ခြံစည်းရိုးဘေးဘက်မှာမြောက်ကိုရီးယားခြံစည်းရိုးအဲ့ဒါကိုတော့မြင်နေရပါပြီဟိုဘက်ကမြောင်ဦးတို့လက်အော်ရင်ကောင်းမယ်ဒီထဲကတရားဖြတ်ရမှာပါ civilian restricted area ဆိုတော့ဒီ
This place is a military operation area where access without permission is limited, and guard soldiers carry arms and ammunition to conduct security operations. So we are to notice that, right? Okay, I go there. No, it's okay. And then, ပြီးတော့ဒီကနေပြီးတော့မှမြောက်ကိုရီးယားကိုမြင်နေရတဲ့ဒါတစ်လျှောက်သွားပါမယ်။ဒါတော့တကယ်တော့သူကဒီထဲဝင်နေတယ်ဆိုလို့ရှိရင်လက်မှတ်ထောက်ပြရပါတယ်။တယောက်2000ကျပ်ပါ။1000ပါ။ကျပ်ကို2000ကျပ်မပေါ့တယောက်ကို1000ပါရှင်။ Okay. မြောက်ကိုရီးယားဘက်ကိုလမ်းကြည့်ကြတာပေါ့နော်။ဒါကွန်ဒိုလိုင်းနဲ့လည်းတွားလို့ရတယ်။ဟိုမှာတော့သူတို့စကန်ကိုလှမ်းမြင်နေရပါတယ်။ Okay, ဘောကနေချင်းတော့ပုံမြင်ရမှာရှင့်ဒီတရားတစ်လျှောက်မှလည်းပဲဘဲညာတွေမှာတော့သူတို့တွေကဟိုကလှုပ်ထားပါတယ်ဓာတ်ပုံတွေတော့ကတ်ထားပါတယ် 여기가 다리가 깜짝 놀라게 이쪽에 잘 보이네. 보이지? 여기 기찻길이다. 그래서 지금 우리가 마지막 갈 수 있는 여기 도라산역인데 이게 이제 출로야. 이걸 타고 가는 거야. 이거로 해서 파주로 연. ကဲဘယ်လိုပဲပြောမြောက်ကိုရီးယားနဲ့တောင်ကိုရီးယားနယ်စပ်ကိုတော့ရောက်လာပါပြီလှမ်းပြီးတော့ဟိုဘက်ကန်းကိုမြင်နေရပါတယ်ဟိုဘက်က boundary ကိုမြင်နေရပါပြီဘာပဲပြောဘဝမှာအမှတ်တရအနေနဲ့ဒီနေရာကိုရောက်တာကိုတကယ်ကိုကျေနပ်မိပါတယ်တကယ်လို့မိတ်ဆွေတို့လည်းစိုးလာလဲပြစ်တယ်ဆိုရင်တော့ဒီဘက်ကိုအချိန်ရတယ်ဆိုလို့ရှိရင်လာလဲစီချင်ပါတယ်ဟိုးမှမြင်နေရပါတယ် 아 여기서 보면 되겠네. အဲ့ဘက်ကိုတကယ်တော့ဒီကွန်ထရိုလာနဲ့တွားရင်လည်းရပါတယ်ရှင်ညာဘက်ကချန်စီယိုကတောင်ကိုရီးယားပိုင်တာပါဟိုမှာဒီကွန်ထရိုလာဈေးထွက်လာပါပြီဘယ်ဘက်ကချန်စီယိုကတော့မြောက်ကိုရီးယားပိုင်တာပါကွန်ထရိုလာတွေမှာရက်သွားပါပြီဒီလေကဘတ်ဖာဇုံမှာဒီနေရာမှာတဲ့တဲ့ရောက်နေတာဖြစ်ပါတယ် 요거 지나 저 끝에 개성이네. ဟိုဘက်ကတော့ဘယ်ဘက်ချမ်းတောင်ကိုရီးယားညာဘက်ချမ်းမြောက်ကိုရီးယားကိုဆက်ထားတဲ့မြေထားတာဖြစ်ပါတယ်ရှင် 통일이 되는 그날 사거든요. 여기 산이 한 번 오는데